အားလုံးမင်္ဂလာပါဗျာ9ရက်နေ့ညနေတစ်ပတ်ကောင်းနိုင်ခါဒီကနေ့နေ့ချောက်တော့ထည့်ထည့်ထားပါအားလုံးကောင်းကြပါပြီဗျာကျက်လိုက်you